စကလုံးတွေကြောင့်လူတွေရဲ့အမုန်းကိုခံရတတ်တယ်။ဒါကြောင့်စကားပြောတော့မယ်ဆိုရင်တတိထားပါ။လုံရက်တွေကြောင့်ပတ်ဝန်းကျင်ရဲ့ကျင်ပယ်ခြင်းကိုခံရတတ်တယ်။ဒါကြောင့်အလုပ်လုပ်တော့မယ်ဆိုရင်သုံးသပ်ပါ။အတွေးတွေကြောင့်ကိုယ့်ကိုယ်နှိပ်စက်တယ်လို့ဖြစ်တတ်တယ်။ဒါကြောင့်ကောင်းတဲ့အရာကိုပဲများများတွေးပါ။ပတ်ဝန်းကျင်ဆိုတာလိုတဲ့သူကလိုရင်လိုတယ်လို့မလိုတဲ့သူကမလိုရင်မလိုတယ်လို့ပြောကြနိုင်မယ်။ပတ်ဝန်းကျင်ကြောင့်ဆိုတာထက်မိမိကြောင့်လည်းမိမိဘဝနှိမ့်ချမှုတွေဖြစ်သွားတတ်တယ်။ဒါကြောင့်မိမိနှိမ့်စဉ်ဖြတ်သန်းမှုတွေကိုပြန်ပြီးသုံးသပ်ပါ။ဘာပဲလုပ်လို့ဘာပဲတွေ့အမြဲတမ်းသုံးသပ်ဆင်ခြင်နေပါ။အမြဲတမ်းတတိနဲ့နေပါ။တတိကောင်းလာဖို့အတွက်မလုပ်ကြမလဲဆိုရင်ကိုကနှိမ့်စဉ်နဲ့များတနိုင်လောက်ပဲဖြစ်ဖြစ်တရားရှုမှတ်ပွားများအထောက်ပေးရမယ်။တရားရှုမှတ်ပြန်များလာပြီဆိုရင်အဲ့ဒီပုဂ္ဂိုလ်ကတမာတိလို့ခေါ်တဲ့စိတ်တည်ငြိမ်မှုစိတ်တည်ကြည်မှုတွေရလာတယ်။တမာတိရှိလာပြီဆိုရင်အဲ့ဒီပုဂ္ဂိုလ်ကတတိအားလည်းကောင်းလာတယ်။ဘာပဲလုပ်လို့သူကတတိကတ်တယ်ပဲ။အဲကြောင့်တတိ